ကောင်လေးတယောက်ကလူတွေအများကြီးရှိနေတဲ့ကြားထဲမှာကိုလက်တွေကိုပြောင်းကောင်းကျင်ရင်အာတင်နေတယ်ဟမ်ဒါကပါလေငါတည်သွားပြီထင်နေတာညနေကျမှမော့ကြော်တုံးတွေကိုချိတ်ဆွဲပြီးအလင်းပေးထားတဲ့ခက်မကြီးတစ်ခုရဲ့အလင်းမှာလူတွေစုဝေးနေကြပါတယ်တန်တဲ့တစ်ပုတ်ကလည်းခက်မတွေမှာပြည့်နေလို့နေပါတယ်ဒီအချိန်မှာပဲအခန်းထဲကိုရှောင်းလန်းဝင်လာတဲ့ခြေတတစ်ခုကိုကြားလိုက်ရပြီးအားလုံးကခြေတပတ်ရှင်ကိုကြည့်လိုက်ကြတယ်ခြေတပတ်ရှင်ဟာအဝါနဲ့ဖြူအောင်ရောဆက်ထားတဲ့ဒေါက်ဖ်နဲ့တစ်စုံကိုဝတ်ဆင်ထားပြီးအားလုံးရှိမှရက်ကစကားပြောလိုက်ပါတယ်ဒီနေ့မင်းတို့အားလုံးနဲ့တွေ့ဆုံရတာဝမ်းမြောက်စရာပဲငါက Professor Bridget ပါသူမကတော့ခန္ဓာကိုယ်ချိုးစားလှပ်ပါပြီးဆွဲဆောင်မှုရှိတဲ့ Hebrew Academy ရဲ့ Professor တူပဲဖြစ်ပါတယ်သူမကအခန်းထဲမှာရှိတဲ့လူငယ်တွေကိုဆက်ပြီးပြောလိုက်တယ်ဒီနေ့ဒီကိုရောက်လာတဲ့မင်းတို့အားလုံးဟာ Academy ကိုငွေရဖို့မျှော်လင့်နေကြတယ်ဆိုတာကိုငါသိတယ်မင်းတို့ရဲ့စိတ်ပိုင်းဖြတ်ထားမှုတွေလည်းကျေးဇူးတင်ပါတယ်လို့ငါကပြောချင်ပါတယ်ကျောင်းသားချို့ကသူမရဲ့ဆွဲဆောင်မှုရှိတဲ့သူမျိုးကိုကြည့်ပြီးတူတူတိတ်ရင်မောနေကြပါတယ်ဒီအချိန်မှာပဲ Professor ကအတန်တကျနဲ့အော်ပြောလိုက်တယ်ဟေးဟိုအတယောက်ငါအားလုံးကြားနေတယ်ဆိုတာနင်သိလားငါစကားပြောနေတော့မှမစက်ပိတ်ထားသူမကတပင်းတစ်ချက်ချလိုက်ပြီးအလေးနဲ့ဆက်ပြောတယ်ဒါပေမဲ့ကံမကောင်းစွာနဲ့မင်းတို့အားလုံးကိုတော့ငါတို့လက်ခံနိုင်မှာမဟုတ်ဘူးပုံမှန်လေရုပ်လို့စင်အတိုင်းမင်းတို့အားလုံးကအစင်လာဖြစ်တဲ့ဝင်ငွေဆောင်ဝဲကိုဖြည့်ဆိုကြရမယ်ဆောင်ဝဲပြီးတော့ရင်တော့ငါတို့ရဲ့ Hebrew Academy ကကျောင်းသား6ယောက်ကိုပဲလက်ခံသွားမှာပါကျောင်းသားတွေကြားထဲမှာတော့စိုးရိမ်တကြီးနဲ့ရွရွသေးသေးဖြစ်သွားပါတယ်ငါတို့ကိုစံတမတ်ဆောင်ဝဲကဘာလို့လဲဆိုတော့သိကြလားငါလည်းမသိဘူး Professor Bridget ကဆက်ပြောတယ်ဝင်ငွေဆောင်ဝဲကအရေးကဘာတွေကအရာတွေကိုရှင်းပြရမှာဖြစ်တယ် Professor ရှင်းပြနေတော့မှဒစီယာကတော့တယောက်တည်းတွေးနေပါတယ်ဒါတကယ်စစ်မှန်နေတာ Professor ကဆက်ပြောပါတယ်မင်းတို့ကြောက်နေဖို့မလိုပါဘူးမင်းတို့ဝင်ရောက်ရမယ့်အရေးကအစစ်အမှန်မဟုတ်ပဲစံတက်မှုတွေပန်နေကြတဲ့အတူအယောင်ကဘာတစ်ခုပါပဲဘာဖြစ်ဖြစ်မင်းတို့အတွက်ဆောင်ဝဲနဲ့ပတ်သက်တဲ့အချက်လက်တွေကိုရှင်းပြပေးမယ်ဆရာတယောက်စီကိုမင်းတို့တွေ့ရမှာပါကဲအတန်း3673အတွက်182ကျင်းမြောက်ဝင်ငွေဆောင်ဝဲကနောက်2နာရီအတွင်းမှာကျင်းပမှာဖြစ်ပါတယ်မင်းတို့အားလုံးကိုဒီမှာတွေ့ရဖို့ညွှန်နေတယ်ဒစီယာကတော့ဆက်ပြီးတွေ့နေတော့မှာပဲဝင်ငွေဆောင်ဝဲလားငါ Hebrew Academy ရဲ့ဝင်ငွေဆောင်ဝဲကာလကိုပြန်ရောက်လာတာလား Hebrew ဆိုတာနိုင်ငံတော်မှာရှိတဲ့မော်ပညာကျောင်းတော်တစ်ခုပဲဒီကျောင်းကနေဘွဲရခဲ့တာတော့10နှစ်ကျော်ရှိပြီဒါက3613ခုနှစ်ဆိုရင်ငါကအရေးကဘာတွေကို3616ခုနှစ်မှာဝင်ခဲ့တာအဖြစ်ပြီးတဲ့နောက်ငါအရေးကဘာတွေမှာပိတ်မိနေခဲ့ပြီး3626ခုနှစ်မှာဖြစ်စည်းခံခဲ့ရတယ်အဲ့နောက်ပိုင်းမှာငါတကယ်ကြီးအတိတ်က73နှစ်ကိုပြောင်းလာခဲ့တာလားဒီလိုသာဆိုရင်အတိတ်က10နှစ်လောက်ငါတကွခံခဲ့ရတာတွေကဘာတွေလဲပြီးတော့နာကျင်မှုနဲ့မချစ်တင်ငင်ဖြစ်ခဲ့ရတာတွေရောလူတိုင်းရဲ့အနစ်နာခံမှုတွေရောဒါတွေအားလုံးကဘာတိတ်ပင်မှမရှိဘူးလေလားကွာတစီရတယောက်ကတော့တယောက်တည်းတွေ့ပြီးမျက်ရည်ကျနေပါတယ်သူကအပြစ်မဲ့လက်ကားတဲ့လေးမှာထိုင်ရဆဲသားနေတယ်ဒါတွေကအမတ်ပေါ့ဘူးငါအရာအလုံးမှတ်မိနေသေးတယ်လူတိုင်းကိုလည်းမှတ်မိတယ်ဒီအချိန်မှာပဲစကားပြောတဲ့တကူထွက်ပေါ်လာတယ်ငါနဲ့ကိုနေရာထဲမှာလိုက်ရှာနေတာတတ်မှတ်ထားတဲ့နေရာမှာမရှိဘဲဘယ်လျှောက်သွားတာလဲတကယ်တစီရအမှန်လားစပယ်နီမျက်လုံးဝိုင်းနဲ့တက်ပလက်ပြားတစ်ခုကိုကင်ထားတဲ့ကောင်မလေးတယောက်ကတစီရရဲ့ရှေ့မှာပေါ်လာပါတယ်တစီရကသူမကိုတောင်းပန်လိုက်တယ်ကောင်မလေးကပြောတယ်တွေ့ရတာဝမ်းသာပါတယ်ငါက Randoria Photo Base လို့ခေါ်တယ်ငါက Randoria လို့ခေါ်လို့ရပါတယ်ငါကဒုတိယနှစ်ကျောင်းသားဖြစ်ပြီးနေဝင်ညင်ကြားပေးဖို့တာဝန်ကျတဲ့သူပါ Randoria Photo Base ဟာမိမော်နဲ့မော်ဆဝမ်6ခုကိုအောင်မြင်ထားတဲ့ထူးချွန်တဲ့မော်ဆရာတယောက်ဖြစ်ပါတယ်သူမဟာ Academy မှာသူတို့ရဲ့အချိန်ကာလတုန်းကကျောင်းရဲ့ပထမနေရာကိုအမြဲတမ်းချိုးပေါင်းအောင်မြင်ခဲ့တဲ့ဆန္ဒကျောင်းသူတယောက်လည်းဖြစ်ပါတယ် Randoria ကပြောတယ်ငွေဆောင်ဝဲဘာလို့ဆိုရနေဖို့မလိုပါဘူးတစီယာကတော့စိတ်လှုပ်ရှားနေတာဘာလို့ပြန်ဖြစ်ရဲ့ Randoria ကဝင်ငွေဆောင်ဝဲဟာပေါ်ရရောင်တံဖြစ်ပြီးအစစ်မှန်ရေးကဘာနဲ့နှမ်းရှိရင်မရတော့ကြောင့်စိတ်မပူဖို့ပြောနေပါတယ်အဲ့နောက်သူမကလက်ထက်ကတက်ပလက်ပြားကိုကြည့်ပြီးပြောလိုက်တယ်နင်ကတာမန်လူတန်းသားလားတစီယာကပြန်ပြီးအဲ့ဒါပြဿနာရှိလို့လား Randoria ပြန်ဖြစ်ရဲ့နင်သိလားတာမန်လူတန်းသားတယောက်က Academy ရဲ့လက်ခံမှုကိုရခဲ့ရင်တော့ပီတာအတန်းကိုပဲရောက်သွားမှာပြီးတော့ပီတာအတန်းကလူတွေကဘယ်တော့မှအစစ်အမှန်လေ့ကျင့်ရည်နဲ့တင်ကြားမှုကိုရမှာမဟုတ်ဘူး Academy မှာယခုလိုခွဲခြားဆက်ဆံမှုကတကယ်ပဲရှိပါတယ်မြို့မိနဲ့အထက်တန်းလာတွေက Alpha ကမှတက်ရချိန်မှာတာမန်လူတန်းသားတွေကတော့ပီတာတန်းကိုပဲတက်ရတာဖြစ်ပါတယ်။ Randoria ကတစီယာကိုခေါ်လာရင်းပြပြနေတယ်။အိုးအရေးကဘာကဘာလဲဆိုတာနင်သိလား။တစီယာကပြန်ပြေးတယ်။သိပါတယ်။ Randoria ကပြောတယ်။သိစားရလား။အရေးကဘာတွေကိုဝင်မယ်ဆိုအဲ့ဒါနဲ့ပတ်သက်တဲ့အချက်လက်မှန်သမျှကိုသိနာလည်နေမှရမှာနော်။အခုကပေါ်ရင်ကဘာတွေဝင်ရတယ်ဆိုရင်တော့နင်တို့အနေနဲ့များနေတော့မယ်။ကောင်းပြီ။ချစ်ချင်းတက်ချင်နိုင်မှုနင်ကိုမေးခွန်းတချို့ငါမေးမယ်။အရေးကဘာဆိုတာကလည်းတစီယာကြီးရဲ့အရေးကဘာဆိုတာကလူသားတွေကြုံတွေ့နေရတဲ့အရန်ကိုအနေများနဲ့ကပီတစ်ခုဖြစ်ပြီးအရေးကဘာတစ်ခုကလက်ရှိကဘာရဲ့အပြည့်စက်ကြောင်လာတစ်ခုအဖြစ်မြင်နိုင်တယ်။အဲ့ဒါတွေကနှစ်တိုင်းမှာကွင်တယ်။အရေးကဘာအတွင်းမှာကိုပဲမရွေးတက်နိုင်တဲ့ပမာဏနဲ့မတူညီတဲ့ကဘာတွေရှိတယ်။တချို့အရေးကဘာတွေကတော်တော်လေးအားနေပေမဲ့တချို့ကတော်တော်လေးအနေများတယ်။အရေးကဘာတွေကလက်ရှိနေထိုင်တဲ့ကဘာရဲ့အတိတ်ကသမိုင်းကြောင်းတွေပေါ်အခြေခံထားတယ်။အဲ့အတွက်ကြောင့်မော်ပွဲစည်းကအရေးကဘာရဲ့မတူညီတဲ့အဆင့်တွေကိုတိုင်းတာနိုင်တယ်။အဆင့်မြင့်လေးပို့ပြီးတော့ခက်ခဲလေးပဲ
အရေးကဘာကလူသားမျိုးတွေကိုချင်းချောက်တဲ့အကြောင်းပြချက်ကအဆုံးမရှိတဲ့ပမာဏနဲ့အရေးကဘာတွေကလက်ရှိငါတို့နေထိုင်တဲ့ကဘာကိုဝါမျိုးပြီးပျက်စီးစေလိုပဲစားသုံးခံလိုက်ရတဲ့ကုန်းမြင့်တွေကအသက်ရှိခြင်းတဲလွန်ကတစ်ခုကိုတော့တည်ရနေကြခြင်းမရှိဘူးတေချာတာတစ်ခုကတော့အရေးကဘာဝါမျိုးတာကိုခံလိုက်ရတဲ့ကုန်းမြင့်မှာဘယ်သက်ရှိမှရှင်းတဲ့နိုင်ခြင်းမရှိရပဲဒါကြောင့်မှအရေးကဘာတွေကိုရှင်းလင်းရတဲ့တောင်ကိုတည်ရရှိတည်းများလုပ်ဖို့လိုအပ်နေတာသူရဲ့စနစ်တကျပြပြမှုအောင်မှာရန်ဒိုရီယာတယောက်ကတော့မျိုးလုံးလေးအတူတာနဲ့ကြည်နေမိပါတယ်